မင်္ဂလာပါ DSS ကိုရီးယားကနေကြိုဆိုပါရစေ။ဒီနေ့ဒီချက်ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ Uri Kyoshi Uri ကျွန်တော်တို့ကျမတို့ Kyoshi စာသင်ခန်းအဲ့တော့ Uri Kyoshi ဆိုတဲ့ဒီခေါင်းစဉ်လေးက level 1ဖတ်စာအုပ်တရားသင်ခန်းစာတစ်ခုဖြစ်ပါတယ်။အဲ့တော့ဒီချက်နဲ့အတူလိုက်ပြီးတော့လေ့လာကြည့်ပြီးတော့ဖြည့်ကြည့်ကြရအောင်။ Yoki ဒီနေရာကတော့ Uri ကျွန်တော်တို့ဤ Kyoshi စာသင်ခန်း immunita ဖြစ်ပါတယ်။ Uri ကျွန်တော်တို့ဤ Kyoshi တဲ့ Kyoshi စာသင်ခန်းမှာ Uri Kyoshi တဲ့ကျွန်တော်တို့စာသင်ခန်းမှာဆက်ဆံစပွဲဝိချာထိုင်ကုန်ချစ်ပန်ကြောက်တင်ပုံရှိကေနိုင်ကရှိကေကနိုင်က ismnita ရှိပါတယ်။ဤကောစန်ဤကောဒီယာဝန်ကတော့ဤကောစန်ဒီယာကတော့ဂျေကျွန်တော်ဤခါဘန်အိအင်နီတာဖြစ်ပါတယ်။ဂျေခါဘန်ကကျွန်တော်ဤအိကတော့ခွန်နီတာကြီးရဲ့ခွတာနေလာတဲ့ခွန်နီတာဂျေခါဘန်ရဲ့ကျွန်တော်အိမှာချက်စာအုပ်ဂုံးချက်မဆုစာအုပ်စာကြောအပိဒံဤကစာကြောနီပိဒံက ismnita ရှိပါတယ်။တော့ထပ်ပြီးတော့တစ်ခေါက်ဖတ်ကြည့်ရအောင်။ 여기는ဒီနေရာကတော့ Uri Kyoshir입니다. ကျွန်တော်တို့ဤစာသင်ခန်းဖြစ်ပါတယ်။ Uri Kyoshi တဲ့ကျွန်တော်တို့စာသင်ခန်းမှာဆက်ဆံစပွဲဝိချာထိုင်ကုန်ချစ်ပန်ကြောက်တင်ပုံရှိကေကနိုင်က ismnita ရှိပါတယ်။ဤခေါ်စဒီအရာကတော့ဒါကတော့ဂျေကာဘန်နိမီတာကျွန်တော်ရဲ့အိမ်ဖြစ်ပါတယ်။ဂျေကာဘန်ကကျွန်တော်အိမ်ကတော့ခွန်နီတာကြည်ပါတယ်။ဂျေကာဘန်ရဲ့ကျွန်တော်အိမ်မှာချက်စာအုပ်ဂုံချက်မဆုစာအုပ်စာကြောနီအစ်စမီတာအပိတန်စာအုပ်ရှိပါတယ်။ရှေ့ရစာပိုင်လေးကိုနားလည်သွားပြီဆိုလို့ရှိရင်ဒီဟာလေးကိုဖြည့်ကြည့်မယ်နော်။အဲ့တော့맞추면မှန်ကန်ရင်နဲ့ O ဒီအဝိုင်းလေးပေါ့နော်ဒုက္ကလာမီ맞추면မှန်ကန်တယ်ဆိုတဲ့အဝိုင်းလေးဝါရမယ်틀리면မှာလို့ရှိရင် X hardship ရှိချက်ချေကလေးပြုလုပ်ပါအဲ့တော့ဒီကွန်စာကွန်ဘေးထဲမှာဒီစာကြောင်းမှန်လို့ရှိရင် Y မယ်မှာလို့ရှိရင် X ပေါ့နော်အဲ့တော့ comment မှာဖြည့်ခဲ့မယ်နော်အဲ့တော့နံပါတ်1ကပါရေးထားလဲဆိုရင် Q ရှိတဲ့စာသင်ခန်းမှာရှိခဲ့က ismnitaနိုင်ရရှိတယ်နိုင်ရှိပါတယ်တော့နံပါတ်2ကဤပုံကဂျေခါဘန်ကကျွန်တော်ရဲ့အိတ်ကတော့ခွန်နီတာကြီးတယ်နံပါတ်3ကျွန်တော်ကတော့စာကြောနီ 없습니다စာကြောအပိတန်က 없습니다မရှိပါအဲ့တော့အဖြေမှန်လို့ရှိရင် y မယ်မှာလို့ရှိရင် x တစ်ချေကလေးချစ်ခဲ့မယ်အဲ့တော့ comment မှာဖြည့်ခဲ့ပြီပါနော်